အတင်း30တင်းကနေအတင်း48တင်းထိပုံမှန်နိုင်ငံတစ်နိုင်ငံကနေ3နိုင်ငံထိတိုးချဲ့ထားတဲ့တမိုင်းတစ်လျှောက်လုံးမှာအစီကားဆုံးပွဲစဉ်အများဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး2026ကမ္ဘာ့ဖလားကဂျုံနဲ့နီးစပ်လာနေပြီဒီတစ်ချိန်ကမ္ဘာ့ဖလားမှာတော့ပုံမှန်ကမ္ဘာ့ဖလားတွေထက်ပိုပြီးတော့ထူးခြားပြီးမထင်ထားတဲ့အရာတွေပေါ်များမယ်ဆိုတာကတော့အသေးချပဲဒီတစ်ချိန်မှာမက်ဆီရိုနယ်ဒိုမိုဒရစ်တို့လိုဝါရင်ကစားသမားတွေရဲ့နောက်ဆုံးကမ္ဘာ့ဖလားတစ်ခုသာမကပဲနဲ့လမိုင်းရမယ်ဒူရေးတို့လိုလူငယ်ပါမရှင်တွေအပြိုင်ကျဲကြမဲ့ပွဲလေးဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာတော့ကမ္ဘာ့ဖလားမတိုင်ခင်မှာကမ္ဘာ့ဖလားရဲ့အုပ်စုတွေနဲ့ဝင်ပြန်ကြမဲ့အသင်းတွေအကြောင်းကိုအရင်ဆုံးမျှဝေပေးချင်ပါတယ်။ကျွန်တော်တို့ season မစတင်ခင်မှာ like and subscribe နဲ့ခဲ့ပေးဖို့တောင်းဆိုပါတယ်။ intro လေးပြီးရင်တော့စလိုက်အောင်။ပထမအဆုံးအနေနဲ့အုပ်စု A ကတော့အင်ရှင်အသင်းတွေရဲ့အသင်းဖြစ်တဲ့မက္ကဆီကိုတောင်အာဖရိကတောင်ကိုရီးယားနဲ့ချက်အသင်းတွေပဲဖြစ်တယ်ဒီအုပ်စုကိုတနည်းအားဖြင့်ပြောရရင်တော့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အုပ်စုလို့ပြောလို့ရတယ်အသင်းတစ်သင်းနဲ့တစ်သင်းကြားမှာကွာခြားမှုကြီးကြီးမားမားမရှိကြသလိုအသင်းလေးသင်းလုံးကလည်းအားသာချက်ကိုစီရှိကြတယ်အင်ရှင်မက္ကဆီကိုအသင်းတွေနဲ့ယင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုရှိသလိုအင်ရှင်အသင်းတွေပေါ်မှာဒိုင်တွေရဲ့အသားပေးမှုကမမြင်ရတဲ့အားသာချက်တွေပဲဖြစ်တယ်ဒီတစ်ချိန်ကမက္ကဆီကိုအသင်းရဲ့18ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်တယ်လို့89ကြိမ်မှာအကောင်းဆုံးအဆင့်ရတည်မှုကကွာတာဖိုင်နယ်ထိတက်လှမ်းနိုင်ခဲ့တာပဲဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာမက္ကဆီကိုအသင်းအဓိကပြဿနာကအပေါ်လေးမရောက်အောက်လေးမကျဆိုတဲ့ခြေနေတစ်ခုမှပိတ်မိနေတယ်။အသင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့ခြေဆွဲမျိုးရှိပေမဲ့အသင်းရဲ့အနေနဲ့တွေ့တဲ့အခါတွေမှာလည်းရုန်းကန်ရတဲ့ခြေနေတစ်ခုပဲဖြစ်တယ်။တောင်ကိုရီးယားအသင်းကတော့ဒီနောက်ပိုင်းနှစ်တွေမှာတိတိကျကျပြောင်းလဲလာခဲ့တယ်။အရင်လိုရုပ်ပိုင်းဆိုင်ရာတွေကိုပဲအသားပေးကစားရတာမျိုးမဟုတ်တော့ဘဲနဲ့ပွဲရဲ့တန်ဖိုးထိန်းချုပ်လာနိုင်မှုတွေနဲ့ position play ပိုင်းတွေမှာပို့ပြီးတော့တိုးတက်လာခဲ့တယ်။တကယ်လို့ပြိုင်ပွဲကပြင်းထန်လာတဲ့အတူတောင်ကိုရီးယားအသင်းကလည်းရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်လာနိုင်တယ်။ဒါပေမဲ့တစ်ခုရှိတာကတော့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာပြခဲ့တဲ့ခြေစွမ်းတွေကိုကြည့်ရင်တော့နောက်ထပ်အာရှအသင်းဖြစ်တဲ့ဂျပန်အသင်းနဲ့ရှင်ရင်စိုးရင်ရတာတော့အမှန်ပဲ။ဆိုဟောင်မင်းကလည်းသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာဘယ်လို performance တွေပြနိုင်မလဲဆိုတာပြည်သက်တွေအတွက်စိတ်ဝင်စားစရာတစ်ခုဖြစ်တယ်။ချက်အသင်းကတော့အုပ်စု A မှာအထင်သေးခင်ရဆုံးအသင်းဖြစ်တယ်။တကယ်တော့သူတို့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကဒီလိုပြိုင်ပွဲမျိုးတွေမှာအားသာချက်တစ်ခုဖြစ်တယ်။တောင်အာဖရိကအသင်းကတော့ခြေစွမ်းရအားအနည်းဆုံးဆိုပေမဲ့သူတို့ရဲ့မြန်နှုန်းနဲ့ထိုးဖောက်နိုင်စွမ်းကတော့အုပ်စု A ရဲ့အဆင့်ရတည်မှုအတွက်အလဲပြောင်းဖယ်လာနိုင်တယ်။ဒါကြောင့်အုပ်စု A ကတော့တိတိတတ်တာကွာခြားကြတာမျိုးမဟုတ်တာကြောင့်နောက်ဆုံးပွဲရောက်မှသာအဖြစ်တစ်ခုထွက်ပေါ်လာနိုင်တယ်။အုပ်စု B ကတော့နောက်ထပ်အင်ရှင်အသင်းဖြစ်တဲ့ကနေဒါဘော့စနီးယားကာတာနဲ့ဆွစ်ဇာလန်အသင်းတွေပဲဖြစ်တယ်။ဒီအုပ်စုကအပေါ်ရံပဲကြည့်ရင်တော့တာမန်အုပ်စုလို့ထင်ရပေမဲ့တကယ်တမ်းမှာရင်ခုန်စရာတွေနဲ့ပြည်နေတဲ့အုပ်စုလို့ပြောလို့ရတယ်။အင်ရှင်ဖြစ်တဲ့ကနေဒါအသင်းကထိုးဖောက်မှုနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကသူတို့အသင်းရဲ့အားထားစရာဖြစ်တယ်။ပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားမှာအုပ်စုပွဲ3ပွဲလုံးရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့သူတို့ရဲ့ပြိုင်ဖက်တွေကအဲ့ဒီနေ့ရဲ့ဖြစ်မင်းဖြစ်ခဲ့တဲ့မော်ရိုကိုတာတရားဖြစ်ခဲ့တဲ့ခရိုအေးရှားနဲ့ဘယ်လ်ဂျီယံအသင်းတွေပဲဖြစ်တာကြောင့်ရှော့တွဲလို့မရဘူး။သူတို့မှာအေရှင်အားသာချက်တွေရှိတယ်လို့အယ်ဖွန်ဆိုဒေးဗစ်လိုမျိုးကစားသမားတွေရှိတာကြောင့်ပုံမြင့်တဲ့အဆင့်တစ်ခုကိုရောက်နိုင်မယ်လို့မျှော်လင့်လို့ရတယ်။ခြေစစ်ပွဲနောက်ဆုံးပွဲမှာအီတလီတင်းကိုဖျောက်ချခဲ့တဲ့ဘော့စနီးယားတင်းကတော့စိတ်သက်ပိုင်းဆိုင်ရာအမြင့်ဆုံးအနေအထားတစ်ခုမှာရောက်နိုင်မယ်ဆိုတာအမှန်ပဲ။သူတို့အတင်းကထိတ်တန့်ခြေဆွဲမျိုးမဟုတ်ပေမဲ့ဒီစီကိုလိုပွဲဖြေကိုပြောင်းလဲပေးနိုင်မယ်ဝိုင်းရင်ကစားသမားရှိတယ်။ပြီးတော့မတင်ထားတာတွေလုတ်ပြထားတဲ့အတင်းတွေရဲ့ထုံးစံအရာအန်ဒီရရှိတဲ့အတင်းတင်းဖြစ်လာနိုင်တယ်။ဆွစ်ဇာလန်တင်းကတော့ထုံးစံတိုင်းအမားနဲ့အောင်ကစားတတ်ပြီးတော့တည်ငြိမ်မှုရှိတဲ့အတင်းဖြစ်တယ်။လက်ရှိအုပ်စု B မှာကမ္ဘာ့ဖလားကိုအကြိမ်ကြီးအများဆုံးကစားထားတဲ့အတင်းအနေနဲ့ခြေစွမ်းကကျန်တဲ့3တင်းရဲ့အထက်မှာရှိတယ်ဆိုတာညင်းစရာမလိုဘူး။ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာအင်ရှင်ဖြစ်ခဲ့တဲ့ကာတာအတင်းကပြပရွှေ့ပြောင်းကစားသမားတွေနဲ့အဓိကစုဖွဲ့ထားပြီးတော့အာရှဖလားကိုစုကူထားနိုင်တယ်ဆိုပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့သူတို့အသင်းရဲ့နေရာဆုံးကအားနည်းချက်တွေရှိတယ်။ဒါကြောင့်အုပ်စု B မှာတော့ဆွစ်ဇာလန်အသင်းကပထမနေရာကိုရယူနိုင်တယ်လို့အင်ရှင်ကနေဒါနဲ့မထင်ထားတာလုပ်ပြတတ်တဲ့ဘော့စနီးယားအသင်းတို့ကဒုတိယနေရာအတွက်ရှင်ပြိုင်ရနိုင်တယ်။အုပ်စု C ကတော့ဘရာဇီးမော်ရိုကိုဟေတီနဲ့စကော့တလန်အသင်းတွေပဲဖြစ်တယ်။ဒီအုပ်စုရဲ့ခြေစွမ်းတွေအရကွာခြားချက်ကထင်ရှားတယ်ဆိုပေမဲ့တသက်မဲ့ထဲတော့ပြောလို့မရဘူး။အထူးသဖြင့်ဘရာဇီးအသင်းကအရင်လိုစိတ်ချရတဲ့ခြေစွမ်းမျိုးမှာရှိမနေတော့ပါပဲ။သူတို့ရဲ့တိုက်စစ်ပိုင်းကထိတ်တန့်အဆင့်တန်းတစ်ခုမှတော့ရှိတယ်။အပြန်အလှန်တိုက်စစ်ဖွင့်ကစားတဲ့ပွဲတွေမျိုးမှာအနိုင်တေချတယ်ဆိုပေမဲ့ပြိုင်ဖက်အသင်းကပွဲတန်ဖိုးထိန်းချုပ်လိုက်တဲ့အခါမျိုးမှာအန်ဒီရရှိလာနိုင်တယ်။
တိုက်စစ်မှာရိုဒရီဂိုနဲ့အက်စတီဗောင်တို့လွဲချော်မှာဖြစ်တယ်လို့နေမှာပြန်ပါလာနိုင်မလားဆိုတာကလည်းပရိသတ်တွေအတွက်စိတ်ဝင်စားစရာဖြစ်တယ်။မော်ရိုကိုတင်းကတော့လက်ရှိမှာအငင်းပွားစရာတွေနဲ့ပြည်နေတဲ့အသင်းဖြစ်တယ်။သူတို့ကအာဖရိကဖလားမှာမထင်ထားတဲ့ပုံစံမျိုးနဲ့ချန်ပီယံဖြစ်ခဲ့တာကြောင့်ဝေဖန်မှုတွေရင်ဆိုင်နေရတယ်ဆိုပေမဲ့ပြီးခဲ့တဲ့ကမ္ဘာဖလားမှာပြခဲ့တဲ့ခြေစွမ်းကဖြတ်မြင့်အသင်းအဆင့်ထက်ပိုခဲ့တယ်။ကမ္ဘာဖလားဆီမီဖိုင်နယ်ကိုပထမဆုံးတက်လှမ်းနိုင်ခဲ့တဲ့အာဖရိကအသင်းတစ်သင်းအနေနဲ့မော်ရိုကိုအသင်းရဲ့ခံစစ်အစုဖွဲ့ကပြိုင်ပွဲကြီးတွေမှာတက်တည်ပြထားနိုင်ခဲ့ပြီးစကော့တလန်အသင်းကတော့ခန္ဓာကိုယ်အသားပိတ်ကစားတဲ့အသင်းဖြစ်တယ်။တို့ရဲ့ကစားပုံကရိုးရှင်းတဲ့ခန္ဓာကိုယ်တန်မာမှုနဲ့လောင်းဘောတွေကိုအားပြုပြီးတိုက်ရိုက်ကစားမယ်။အသင်းမှာလည်းတော်မီနီတို့လိုပွဲကြီးအတွေ့အကြုံရှိတဲ့ကစားသမားတွေပါလာကြောင်းအန်ဒီရှိတယ်။ဟေဒီအသင်းကတော့52နှစ်ကြာမှကမ္ဘာဖလားကိုဒုတိယအကြိမ်တက်လှမ်းနိုင်ခဲ့တဲ့အသင်းဖြစ်တယ်။တို့ကကျန်တဲ့3သင်းနဲ့ရှင်ရင်နေရာဆောင်ကအားနည်းတယ်ဆိုပေမဲ့တို့ရဲ့တန်ပင်တိုက်စစ်ကစားဟန်ကလည်းတတိထားစရာတော့ရှိတယ်။ဒါကြောင့်အုပ်စုစီမှာဘရာဇီးအသင်းကပထမနေရာအတွက်ရေပန်းစားနေရဆိုပေမဲ့မော်ရိုကိုနဲ့စကော့တလန်တို့လိုအသင်းတွေရှိတာကြောင့်မထင်ထားတာတွေလည်းတွေ့လာရနိုင်တယ်။အုပ်စုတီကတော့နောက်ထပ်အိမ်ရှင်အသင်းဖြစ်တဲ့အမေရိကန်၊ပါရာဂွေး၊ဩစတြေးလျနဲ့တူရကီအသင်းတွေပဲဖြစ်တယ်။ဒီလေးအသင်းရဲ့ play style အရဒီအုပ်စုကအကျိတ်နဲ့ရှိတဲ့အုပ်စုလို့ပြောလို့ရတယ်။အိမ်ရှင်အမေရိကန်ကဒီနောက်ပိုင်းနှစ်တွေမှာပြည်တွင်းလက်ရဲ့တိုးတက်လာမှုနဲ့အတူနိုင်ငံအသင်းခြေစွမ်းကလည်းအဆင့်တစ်ခုမြင့်လာတယ်။ဒီနှစ်ကမ္ဘာဖလားမှာအသင်းလိုက်ကစားသမားတွေရဲ့အသက်အရွယ်ရငယ်ရွယ်ပြီးတော့ထိုးဖောက်မှုအားကောင်းတာကြောင့်ကောင်းမွန်တဲ့အဆင့်တစ်ခုကိုမျှော်လင့်လို့ရတယ်။ပါရာဂွေးအသင်းကတော့တောင်အမေရိကအသင်းဖြစ်တာနဲ့အတူကစားပုံကျမ်းပြီးတော့ခံစစ်ကမာတယ်။2010ကမ္ဘာဖလားမှာကွာတာဖိုင်နယ်ထိတက်လှမ်းနိုင်ခဲ့ပြီးတော့အဲ့ဒီနေ့ရဲ့ချန်ပီယံစပိန်အသင်းကိုတလုံးထင်းနဲ့ပဲရှုံးနိမ့်ခဲ့တယ်။ဂျားမှာကမ္ဘာဖလားကို3ချိန်ဆက်လွှဲချော်ခဲ့ပြီးတော့16နှစ်ကြာမှပြန်ပါဝင်လာနိုင်ခဲ့တယ်။ဩစတြေးလျအသင်းကတော့အုပ်စုစီကစကော့တလန်အသင်းနဲ့တူတယ်။တို့ကရှေ့ဟောင်းအင်္ဂလန်ကစားဟန်မျိုးကိုပိုင်ဆိုင်ထားပြီးတော့ကန်တင်ပြေးကစားပုံကအုပ်စုပွဲတွေမှာအန်ဒီပေးနိုင်တယ်။တူရကီတင်းအရင်တစ်ခေါက်ကမ္ဘာဖလားကိုကစားတော့က2002ခုနှစ်တုန်းကဖြစ်တယ်။အဲဒီတုန်းကလက်ရှိအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့အဒါကူလာတောင်မမွေးသေးဘူး။2002ခုနှစ်တုန်းကပြိုင်ပွဲရဲ့ဖြစ်မြင့်အသင်းဖြစ်ခဲ့ပြီးတော့လက်ရှိနှစ်ပေါင်း24နှစ်အကြာမှာတော့တို့တွေဘယ်လောက်ထိလောက်ပြနိုင်မလဲဆိုတာစိတ်ဝင်စားစရာတော့ကောင်းတယ်။ဒါကြောင့်အုပ်စုဒီကတော့မာထန်ထန်ကစားတဲ့၄သင်းထဲထဲတွေ့ဆုံတာကြောင့်အုပ်စုချင်းတွေကရှုပ်ထွေးလာနိုင်တယ်။အုပ်စု E ကတော့ဂျာမနီ၊ဂျူရာဆို၊အိုင်ဗီကိုနဲ့အီကွေဒေါအသင်းတွေပဲဖြစ်တယ်။ဂျာမနီအသင်းကဒီနောက်ပိုင်းနှစ်တွေမှာအနှိမ့်မြင့်တက်ကြတွေကြားမှာတည်ငြိမ်မှုပျောက်ဆုံးနေတယ်လို့ကမ္ဘာဖလားပြိုင်ပွဲမှာလည်း2ကြိမ်ဆက်အုပ်စုအဆင့်ကနေလက်ပြန်ခဲ့ရတယ်။ဒါပေမဲ့ဒီတစ်ချိန်ကမ္ဘာဖလားမှာတော့အုပ်စုအရချောင်းတာကြောင့်ကျင်းစာစိုးတွေကိုချိုးဖျက်ဖို့တော့မခက်ဘူး။ အိုင်ဗီကိုအသင်းကတော့အာဖရိကအသင်းပြီးခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့ထိုးပေါက်မှုအကောင်းတယ်။အီကွေဒေါအသင်းကတော့ရှော့တွက်လို့မရတဲ့တောင်အမေရိကအသင်းတစ်သင်းဖြစ်တယ်။တို့ကအသင်းလိုက်စုဖွဲ့မှုအကောင်းတယ်လို့ကွင်းလယ်မှာခိုင်စီတိုလိုထိပ်တန်းကစားသမားပိုင်ဆိုင်ထားတယ်။ဒီအုပ်စုမှာတတိထားခြင်းစရာကောင်းတာကတော့ကမ္ဘာဖလားကိုပထမအဆုံးချိန်တက်လှမ်းနိုင်ခဲ့တဲ့ဂျူရာဆိုအသင်းပဲဖြစ်တယ်။ဂျူရာဆိုနိုင်ငံကကျွန်းငယ်နိုင်ငံကြီးဖြစ်ပြီးတော့လူဦးရေတသိန်းကျော်ပဲရှိတယ်။ဒီလိုချင်းတွေမျိုးမှာကမ္ဘာဖလားကိုဝင်ခွင့်ရအောင်စွမ်းဆောင်ပြနိုင်ခဲ့တာကတော့အတိမတ်ပြုရမယ်။ပထမအဆုံးချိန်တက်လှမ်းနိုင်ခဲ့တဲ့ဂျူရာဆိုအနေနဲ့ခြေစွမ်းရထိပ်တန်းအဆင့်မှာမရှိပေမဲ့ဖိအားကင်းကင်းနဲ့ကစားနိုင်တာကြောင့်တတိထားရမယ့်ထဲပါတယ်။ဒါကြောင့်အုပ်စု E ကတော့ဂျာမနီအသင်းကပထမနေရာကိုရယူနိုင်တယ်လို့အီကွေဒေါနဲ့အိုင်ဗီကိုအသင်းတွေကဒုတိယနေရာအတွက်ရှင်ပြိုင်ရနိုင်တယ်။အုပ်စု F ကတော့နယ်သာလန်၊ဂျပန်၊ဆွီဒင်နဲ့တူနီးရှားအသင်းတွေပဲဖြစ်တယ်။ဒီအုပ်စုတော်လူများစုကနီးစနေရပြိုင်ဆိုင်မှုပြင်းထန်တဲ့အုပ်စုလိုမှတ်ချက်ပေးကြတယ်။အသင်းကြီးဖြစ်တဲ့နယ်သာလန်ရဲ့အားနည်းချက်ကတော့ပြီးခဲ့တဲ့ကမ္ဘာဖလားတွေကအတိုင်းပဲဖြစ်တယ်။တို့ကကမ္ဘာထိပ်တန်းခံစစ်ကိုပိုင်ဆိုင်ထားပေမဲ့တိုက်စစ်ကရှိတဲ့အနေအထားတစ်ခုမှမရှိဘူး။ကာပိုနဲ့ဒီပေတို့ဆိုရင်အရင်စီနီယာတွေနဲ့ရှင်လိုက်ရင်တစ်စင်းနဲ့အခြေအနေမျိုးမှာပဲရှိတယ်။တစ်ချိန်ကနယ်သာလန်တိုက်စစ်ဆိုတာဂျိုဟန်ခရိုင်၊ဘန်ဘာစတန်၊နစ်စတေရိုင်၊ဘန်ဘာစီတို့လိုတမိုင်းဝင်တိတ်ကျဲတွေပဲဖြစ်တယ်။ဒါကြောင့်နယ်သာလန်အသင်းရဲ့အခြေအနေကထိပ်တန်းခံစစ်ကိုပိုင်ဆိုင်ထားပေမဲ့ပြိုင်ပွဲတစ်ပွဲကိုအနိုင်ယူဖို့အတွက်ကထင်တော့မလွယ်တဲ့အနေအထားတစ်ခုမှပဲဖြစ်တယ်။ဂျပန်အသင်းကတော့တာမန်အာရှအသင်းကနေဥရောပထိပ်သီးအသင်းတွေနဲ့ရင်မောင်တန်းလာနိုင်တဲ့အဆင့်တစ်ခုကိုရောက်လာခဲ့ပြီးခဲ့တဲ့ကမ္ဘာဖလားမှာစပိန်၊ဂျာမနီတို့နဲ့အတူတအုပ်စုထဲကျခဲ့ပြီးတော့နှစ်သင်းလုံးကိုအနိုင်ယူကအုပ်စုပထမနဲ့ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တယ်။ဒီနှစ်ကမ္ဘာဖလားခြေစစ်ပွဲတွေမှာလည်းခြေစွမ်းကောင်းတွေတောက်လျှောက်ပြခဲ့တယ်လို့မကြာသေးခင်ကအင်္ဂလန်အသင်းကိုလည်း1-0နဲ့အနိုင်ယူပြထားတယ်။တခုရှိတာကတော့ဂျပန်အသင်းကအသင်းကြီးနဲ့တွေ့တဲ့ပွဲတွေမှာတူတင်ကိုတင်ကစားနိုင်တယ်လို့အသင်းငယ်နဲ့တွေ့တဲ့ပွဲတွေမျိုးမှာလည်းရုန်းကန်ရတတ်တယ်။
တကယ်တော့ဂျပန်အသင်းအနေနဲ့ကမ္ဘာဖလားမှာတမိုင်းတစ်ခုရေးထိုးချင်ရင်တော့ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်တဲ့အခြေအနေတစ်ခုထိရောက်အောင်သွားဖို့လိုတယ်။ဆွီဒင်နဲ့တူနီးရှားအသင်းတွေကတော့မာမာထန်ထန်ခံစစ်ကိုပိုင်ဆိုင်ထားကြတယ်။သူတို့နဲ့တင်းလုံးရဲ့တိုက်စစ်ပိုင်းကထိပ်တန်းအဆင့်မှာမရှိပေမဲ့သူတို့ရဲ့ခံစစ်ကိုကြော်ဖြတ်ဖို့ကလည်းတိတ်တော့မလွယ်ဘူး။ဒီအုပ်စုရဲ့အဓိကကတော့ဘယ်အသင်းကပြိုင်ပွဲရဲ့တန်ဖိုးကိုထိန်းချုပ်နိုင်မလဲဆိုတာပဲ။ကျွန်တော်တို့အာရှပရိသတ်တွေအနေနဲ့ကတော့ဂျပန်အသင်းကိုပို့ပြီးတော့မျှော်လင့်မိတာအမှန်ပဲ။ဗီဒီယိုရှိတော့ဖြစ်တဲ့အတွက်ဒီနေ့မှာတော့2026ခုနှစ်ကမ္ဘာဖလားရဲ့အုပ်စု A ကနေ FT ပဲမိတ်ဆက်ပေးပါစီ။ကျန်တဲ့အုပ်စုတွေကိုတော့နောက်လာမယ့်အစီအစဉ်မှာအပိုင်းနှစ်အနေနဲ့ဆက်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်လို့ဘေးကခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါ။ခင်ဗျားအနေနဲ့ကိုဘယ်တင်းတွေကိုပို့ပြီးတော့မျှော်လင့်ထားလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ကျွန်တော်တို့ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နားချင်တယ်။အမားတွေပါခဲ့ရင်လည်းနားလည်ပေးကြပါ။နောက်လာမယ့်အစီအစဉ်တွေမှာပိုကောင်းတဲ့အကြောင်းအရာတွေကျွန်တော်တို့ထပ်ပြီးတော့တွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်